ကျေးဇူးပြု၍အေးချမ်းစွာနားထောင်ပေးပါဒီနေ့တင်ဆက်ပေးမယ့်ပုံပြင်လေးကတော့ကြားဖြူနှင့်ရွာသားများဆိုတဲ့တတိနဲ့စီးလုံးမှုရဲ့ဇလန်းလေးပါတခါကတောနက်ကြီးရဲ့အလယ်မှာတာယာလှပသောရွာလေးတစ်ရွာရှိခဲ့ပါတယ်ထိုရွာမှာရွာသားများဟာစီးလုံးညီညွတ်စွာနဲ့ပျော်ရွှင်စွာနေထိုင်နေကြပါတယ်ဒါပေမဲ့တနေ့မှာတော့ရွာကိုကြားဖြူကြီးတစ်ကောင်လာရောက်ချင်းချောက်လာပါတယ်ကြားဖြူကြီးဟာရွာသားတွေရဲ့တိရစ္ဆာန်တွေကိုဖမ်းဆီးပြီးရွာကိုအန္တရာယ်ပေးလာပါတော့တယ်ရွာသားတွေဟာကြားဖြူရဲ့ဘေးကနေကြောက်လန့်နေကြပါတယ်။ဘယ်သူမှကြားဖြူကိုရင်ဆိုင်ဖို့တတိမရှိကြပါဘူး။ရွာသူကြီးကကြားဖြူကိုဘလို့တွန်းလှန်ကြမလဲဆိုပြီးစဉ်းစားနေချိန်မှာရွာထဲကလူငယ်တစ်ယောက်ဖြစ်တဲ့မောင်ပြူကကျွန်တော်တို့အားလုံးစီလုံးပြီးကြားဖြူကိုရင်ဆိုင်ကြရမယ်လို့အကြံပြုလိုက်ပါတယ်။ရွာသားတွေဟာမောင်ပြူရဲ့အကြံပေးချက်ကိုလိုက်နာပြီးအားလုံးစုပေါင်းကကြားဖြူကိုတွန်းလှန်ဖို့စီစဉ်ကြပါတယ်။တယောက်နဲ့တယောက်ပူးပေါင်းပြီးကြားဖြူကိုခြောက်လှန့်ဖို့မိတွေထွန်းကြတန်ချောင်းတွေနဲ့ရိုက်ကြအော်ဟစ်ကြပါတယ်။ကြားဖြူဟာရွာသားတွေရဲ့စီလုံးမှုကိုမခံနိုင်တော့ပဲတောထဲကိုပြေးသွားပါတော့တယ်။ကြားဖြူပြေးသွားတဲ့အခါရွာသားတွေဟာဝမ်းသာပီတိဖြစ်ကြပါတယ်။သူတို့ရဲ့စီလုံးမှုနဲ့တတိကြောင့်ဘေးအန္တရာယ်ကိုကျော်လွှားနိုင်ခဲ့ကြတာပါ။ရွာသူကြီးကအားလုံးစီလုံးရင်ဘယ်ဘေးကိုမဆိုကျော်လွှားနိုင်တယ်လို့ပြောပြီးမောင်ပြူကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။ဒီပုံမြင်လေးကနေသင်ခန်းစာရတာကတော့စီလုံးမှုနဲ့တတိဟာဘလို့အခက်ခဲကိုမဆိုကျော်လွှားနိုင်တယ်ဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်